လူစီဆိုတဲ့အမျိုးသမီးဟာသူ့ခင်ပွန်းဖြစ်သူကိုတောင်ကမ်းပါးတစ်ခုစီခေါ်သွားခဲ့ပါတယ်။သူ့ခင်ပွန်းကအမြင့်ကြောက်တတ်တဲ့သူဖြစ်ပြီးရှုခင်းတွေနေမောကြည့်ရှုနေတော့မှပဲလူစီကသူ့ကိုကမ်းပါးပေါ်ကနေတွန်းချဖို့လက်လန်းလိုက်ပါတယ်။ဒါပေမဲ့လမ်းသွားလမ်းလာတယောက်ကအကူအညီတောင်းပြီးရောက်လာတာကြောင့်လူစီရဲ့အစီအစဉ်ပြတ်သွားခဲ့ရပါတယ်။ဒီလိုလုပ်ဖို့စူးစမ်းရတဲ့အကြောင်းရင်းကတော့လွန်ခဲ့တဲ့6လလောက်ကတည်းကသူ့ခင်ပွန်းမှာအခြားမျိုးသမီးတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့တပ်တွေကိုတွေ့ရှိခဲ့လို့ပါပဲ။မင်္ဂလာဆောင်တုန်းကတသက်လုံးချစ်ပါမယ်လို့ကတိပေးခဲ့တဲ့ခင်ပွန်းဖြစ်သူကအခုလိုဖောက်ပြန်နေတာကိုသိလိုက်ရတဲ့အခါလူစီတယောက်အယမ်းစိတ်ထိခိုက်သွားရပါတယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူကိုထိတ်တိုက်မရင်ဆိုင်ပဲလာမဲ့ခရီးစဉ်အတွင်းမှာပဲအဆုံးစီရင်ဖို့ဆုံးဖြတ်ခဲ့တာပါပထမအကြိမ်စူးစမ်းမှုမအောင်မြင်ခဲ့ပေမဲ့လည်းခရီးစဉ်တစ်လျှောက်လုံးမှာအခွင့်အရေးတွေအများကြီးရှိပါသေးတယ်။ဒါပေမဲ့နောက်တစ်နေ့တောင်တက်ဖို့ပြင်ဆင်နေတော့မှပဲအမျိုးသမီးတစ်ယောက်ကသူ့ခင်ပွန်းရဲ့နာမည်ကိုလှမ်းခေါ်လိုက်ပါတယ်။အဲ့ဒီအမျိုးသမီးဟာခင်ပွန်းဖြစ်သူနဲ့ဖောက်ပြန်ဖက်ဖြစ်နေတာကိုလူစီချက်ချင်းသိလိုက်ပါတယ်။ခင်ပွန်းဖြစ်သူကတော့ပြတလဲနဲ့အဲ့ဒီအမျိုးသမီးဟာသူ့ရဲ့လုပ်ဖော်ကိုင်ဖက်ပါလို့လိန်ညာပြီးလူစီကိုအဝေးဆွဲခေါ်သွားဖို့စူးစမ်းပါတော့တယ်။အဲ့ဒီအချိန်မှာပဲအရက်ရှိအမျိုးသားတစ်ယောက်ရောက်လာပြီးအဲ့ဒီအမျိုးသမီးကသူ့ရဲ့ချစ်သူပါလို့မိတ်ဆက်ပေးလိုက်တဲ့အခါလူစီရဲ့ခင်ပွန်းဖြစ်သူဟာဒေါသထွက်သွားပေမဲ့လူစီရှိမှမို့လို့ထိန်းချုပ်ထားလိုက်ရပါတယ်။တောင်တက်ခီးစဉ်အတွင်းမှာလည်းအဲ့ဒီအမျိုးသမီးကလူစီရဲ့ခင်ပွန်းဖြစ်သူကိုလူစီရှိမှပဲအင်ဂျီကိုပြင်ပေးဖို့တောင်းဆိုတာတွေလုပ်ခဲ့ပေမဲ့လူစီကတော့တီးခံခဲ့ပါတယ်။ဟိုတယ်ကိုပြန်ရောက်တဲ့အခါလူစီဟာအဲ့ဒီအမျိုးသမီးစီတွားရောက်ပြီးခင်ပွန်းဖြစ်သူနဲ့ပတ်သက်မှုကိုထိတ်တိုက်မိညံ့ခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကလည်းတောင်းပန်စကားတွေအထက်ထပ်ပြောခဲ့ပြီးလူစီကလည်းသူတို့နှစ်ယောက်လုံးဟာတစ္ဆာမရှိတဲ့အမျိုးသားတစ်ယောက်ရဲ့လှည့်စားခြင်းကိုခံခဲ့ရတဲ့တားကောင်တွေဖြစ်မှန်းသိသွားတာကြောင့်ဒေါသထွက်မဲ့အစားအဲ့ဒီအမျိုးသမီးကိုပွေ့ဖက်ပေးခဲ့ပါတယ်။ဒါတွေကိုသူ့ခင်ပွန်းဖြစ်သူကအဝေးကနေစောင့်ကြည့်နေခဲ့တာကိုတော့သူတို့မသိခဲ့ကြပါဘူး။အခန်းထဲပြန်ရောက်တဲ့အခါခင်ပွန်းဖြစ်သူကအဲ့ဒီအမျိုးသမီးနဲ့ဘာတွေပြောခဲ့လဲဆိုပြီးမင်းညံ့ရကနေစကားများရန်ဖြစ်ကြပြီးခင်ပွန်းဖြစ်သူကဂျာကင်အင်ဂျီကိုဆွဲယူပြီးအခန်းထဲကနေဒေါသတကြီးထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲခင်ပွန်းဖြစ်သူကဖုန်းကြံခဲ့တာကိုလူစီသတိပြုမိသွားပြီးဖုန်းထဲမှာအဲ့ဒီအမျိုးသမီးစီကနေရေတခွန်နားမှာတွေ့ဖို့ချင်းဆိုထားတဲ့စာတိုးတစ်စောင်ဝင်လာတာကိုတွေ့လိုက်ရပါတယ်။လူစီလည်းချက်ချင်းပဲအဲ့ဒီချင်းဆိုထားတဲ့နေရာစီလိုက်သွားခဲ့ပါတယ်။မိုးတဲထန်စွာရွာနေတဲ့ကြားကကမ်းပါးမှာအနီရောင်အင်ဂျီဝတ်ထားတဲ့လူတစ်ယောက်ရက်နေတာကိုမြင်လိုက်ရတဲ့အခါလူစီဟာဒေါသမီးတွေတောက်လောင်ပြီးနောက်ကနေတွန်းချလိုက်ပါတော့တယ်။ဟိုတယ်ခန်းကိုပြန်ရောက်တဲ့အခါလူစီဟာတုံလုံးချောက်ချနေတော့မှပဲတကားပဲတန်မြည်လာပါတယ်။တကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ခင်ပွန်းဖြစ်သူကတကားဝမှာကောင်းကောင်းမွန်မွန်ကြီးရက်နေတာကိုမြင်လိုက်ရပြီးလူစီတယောက်ဆုံးသွားခဲ့ရပါတယ်။အဲ့ဒီအချိန်ကြမှာသာသူမကခင်ပွန်းဖြစ်သူကိုတွန်းချခဲ့တာမဟုတ်ပဲအခြားလူမပြီးတက်မိသွားခဲ့ပြီဆိုတာကိုနောင်တကြီးစွာနဲ့သိလိုက်ရပါတော့တယ်။